ကိုရီတင်မှုအမြဲစလောင်နေအာဆင်နယ်ကစားသမားတဲ့ဇိုလီရဲ့ပထမဆုံးအင်တာဗျူးအာဆင်နယ်ရဲ့ကစားသမားတဲ့ခရစ်စတော့ဇိုလီကတော့ Emirates ကွင်းကိုရောက်ရှိလာပြီးတဲ့နောက်သူ့ရဲ့ပထမဆုံးအင်တာဗျူးမှာ Gunners ပရိသတ်တွေအတွက်စိတ်လှုပ်ရှားဖွယ်စကားများကိုမျှဝေခဲ့ပါတယ်။ Belgian Club Brugge မှာထူးချွန်တဲ့ရာသီတစ်ခုကိုဖျက်ဆီးခဲ့တဲ့အသက်24နှစ်အရွယ် Greek လေရွေးစဉ်တိုက်စစ်ကစားသမားဟာပြီးခဲ့တဲ့ရာသီမှာ22ဂိုးသွင်းနိုင်ပြီးဂိုးဖန်တီမှု29ချိန်ထိပြုလုပ်ခါအသင်းကို Belgian League Champion ဖြစ်အောင်ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်တနင်္လာအကောင်းဆုံး Greek ကစားသမားဆုကိုလည်းရရှိခဲ့တာပါ။ဇိုလီကတော့အာဆင်နယ်ကိုပြောင်းရွှေ့ခွင့်ရတာအခုထိအမှန်တကယ်ဖြစ်နေပြီဆိုတာကိုယုံကြည်ဖို့အချိန်လိုသေးတယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်အေဂျင့်ကအာဆင်နယ်ကစိတ်ဝင်စားနိုင်တယ်လို့ပြောတဲ့အချိန်ကလေးကစိတ်လှုပ်ရှားနေခဲ့တာပါ။နောက်ပိုင်းမှာအချိန်တွေကပိုပြီးတော့အလေးနဲ့ဖြစ်လာပြီးအခုတော့အင်္ဂလန်ချန်ပီယံအသင်းကိုရောက်ရှိလာခဲ့ပါပြီ။ဒီအသင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါဝင်ခွင့်ရရှိတာအရန်ကိုဂုဏ်ယူပါတယ်လို့ပြောခဲ့ကအာဆင်နယ်နီးပြမီဂေးအာဒီတာနဲ့လည်းတနင်္လာနေ့ပါစကားပြောဆိုခဲ့ကအားလုံးကအလွန်ကိုအပြုသဘောဆောင်တဲ့ဆွေးနွေးမှုဖြစ်ခဲ့တယ်လို့လည်းပြောပါတယ်။သူရဲ့ကစားဟန်ကိုပြောရမှာတော့ဇိုလီကတိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ဂိုးသွင်းခြင်းနဲ့ဂိုးဖန်တီးခြင်းကိုအမြဲဦးစားပေးတယ်လို့ဆိုပါတယ်။ကျွန်တော်ကတိုက်စစ်ကစားတဲ့ကစားသမားပါ။ဂိုးသွင်းဖို့အသင်းပေါ်တွေကိုဂိုးဖန်တီးပေးဖို့အမြဲစလောင်နေပါတယ်။ဒါနဲ့မကပဲအသင်းအတွက်ခံစစ်ပိုင်းမှာလည်းလိုအပ်သလိုအလုပ်ကြိုးစားတဲ့သူဖြစ်ချင်ပါတယ်လို့ဖြေကြားခဲ့တာပါ။2021ခုနှစ်က Norwich City နဲ့ Premier League မှာကစားခဲ့ပြီးတဲ့ဇိုလီဟာအခုချိန်မှာတော့အရင်တုန်းကထပ်ပိုပြီးတော့အဆင်သင့်ဖြစ်နေပြီလို့ယုံကြည်မှုတွေရှိနေပါတယ်။ Premier League ကအကောင်းဆုံး league ဆိုတာသိပါတယ်။ Norwich နဲ့ကစားတာအာဆင်နယ်နဲ့ကစားတာမတူပါဘူး။အာဆင်နယ်မှာဆိုဘောလုံးပိုင်ဆိုင်ခြင်းပိုများပါတယ်။တိုက်စစ်စင်ခွင့်တွေပိုရတယ်။ဒီလီရဲ့ပြန်ဆိုင်မှုနဲ့အရေးသေးကိုရင်ဆိုင်ဖို့ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီလို့ဖွင့်ရကချန်ပီယံလိမှာ Club Brugge နဲ့အာဆင်နယ်တို့ရင်ဆိုင်ခဲ့တုန်းကအတွေ့အကြုံကိုလည်းဇိုလစ်ကပြန်လည်ပြီးတော့ပြောခဲ့ပါသေးတယ်။ကျွန်တော်ဘောလုံးကိုအရန်ကြိုက်လို့ Premier League ကိုလည်းအမြဲကြည့်ပေးပါတယ်။အာဆင်နယ်အကြောင်းလည်းသိပါတယ်။ကျွန်တော်တို့ရင်ဆိုင်ခဲ့တုန်းကအာဆင်နယ်ကကျွန်တော်ကစားခဲ့ဦးသမျှအသင်းတွေထဲမှာတိုက်စစ်စင်ကအခက်အခဲဆုံးအသင်းဖြစ်ပါတယ်။ကျွန်တော်တို့အခွင့်အရေးတချို့ရခဲ့ပေမဲ့ရှင်းရှင်းလင်းလင်းအခွင့်အရေးမျိုးကိုမဖန်တီးနိုင်ခဲ့ပါဘူး။အာဆင်နယ်ကအရန်ထိရောက်ပြီးအနိုင်ရဖို့ထိုက်တန်ခဲ့ပါတယ်လို့ဖြေကြားထားတာဖြစ်ပါတယ်။အာဆင်နယ်လိုအသင်းကြီးမှာနေရာရဖို့ပြန်ဆိုင်ရမှာကိုကြောက်မနေတဲ့အကြောင်းကိုလည်းအသင်းကြီးတွေမှာကစားရတဲ့အလှတရားကဒါပါပဲ။နေ့တိုင်းလေ့ကျင့်ရေးမှာအကောင်းဆုံးကြိုးစားမယ်။ပြီးတော့အကွင်းထဲမှာတက်တည်ပြရမယ်။အသင်းပေါ်တွေနဲ့တွေ့ဆုံပြီးအတူကစားဖို့အရန်စောင့်မျှော်နေပါတယ်လို့ဆိုထားပြီး Norwich ကစားသမားဘွားမှာ Premier League ပွဲဥအတွက်ကို Emirates မှာကစားခဲ့ရတာကိုလည်း Solid ကမမေ့နိုင်တဲ့အမှတ်တရလို့ပြောခဲ့ပါသေးတယ်။ကျွန်တော်ရဲ့ Premier League ပထမဆုံးပွဲက Emirates မှာဖြစ်ခဲ့တာအခုထိမယုံနိုင်သေးပါဘူး။အဲ့ဒီတုန်းကလေးကဒီကွင်းကိုအရန်သဘောကျခဲ့တာပါ။အခုဒီကွင်းမှာအင်ရှင်အသင်းဖြစ်ကစားတော့မှာဆိုတော့ပို့ပြီးတော့စိတ်လှုပ်ရှားရပါလို့ပြောကြားထားတာဖြစ်ပါတယ်။ Warrior ကောင်းတဲ့ကစားသမားပြီးအာဆင်နယ်ကိုရောက်နိုင်တဲ့ဆိုတဲ့သတင်းတွေကြားကြတဲ့ကအားလည်းရက်ကိုတော့ကိုလက်ကြက်ခိုင်မှုမပြတ်အောင်လေ့ကျင့်ခဲ့တယ်လို့လည်းဆိုထားပါတယ်။ကျွန်တော်အားလည်းရက်29ရက်ရခဲ့ပေမဲ့အပြည့်အဝမနာခဲ့ပါဘူး။အာဆင်နယ်နဲ့သတင်းတွေကြားနေတော့အဆင်သင့်ဖြစ်နေဖို့ကိုအလုပ်ကြိုးစားခဲ့ပါတယ်လို့လည်းပြောခဲ့သလိုရီမန်ချက်ကစူပလာတွေပဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ရီမန်ချက်ကစူပလာတွေအများကြီးရအောင်ပို့ပါအသင်းမှာအများဆုံးအဝင်ခွင့်ရဖြစ်ပြီးပွဲတွေများများကစားခြင်းပါတယ်ကျွန်တော် Emirates မှာပထမဆုံး6သိန်းမဲ့နှစ်ကိုအရန်ကိုမျှော်လင့်နေပါတယ်လို့ပြောထားပါတယ်ခရစ်စတော့ဇိုလီရဲ့အင်တာဗျူးဖြေကြားမှုတွေရဲ့အထင်ရှားဆုံးစကားတစ်ခုကတော့ကျွန်တော်ကဂိုးသွင်းဖို့အမြဲစလောင်နေတဲ့ကစားသမားပါဆိုတာပါပဲဂိုနန်စတိုရောဇိုလီနဲ့ပတ်သက်တဲ့ခံစားချက်တွေဘယ်လိုရှိနေလဲကိုမမဝင်ရောက်ဆွေးနွေးနိုင်ပါတယ်နော်M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ